ခါတုန်းကတာယာလှပတဲ့တောအုပ်လေးတစ်ခုထဲမှာဖိုးလာမင်းဆိုတဲ့ယုံကလေးတစ်ကောင်ရှိတဲ့ဖိုးလာမင်းကအရန်စော့ရတာကြိုက်ပြီးအထူးသဖြင့်မိုးရွာရင်မိုးရေထဲမှာခုန်ပေါက်ပြေးလွှားရတာကိုအကြိုက်ဆုံးပဲပေါ့အမြဲတမ်းလဲသူ့အမေကသားလေးမိုးရွာရင်အိမ်ထဲမှာပဲနေရတယ်လေမိုးရေထဲထွက်စော့ရင်နေမကောင်းဖြစ်လိမ့်မယ်လို့ဆုံးမတတ်တယ်ဒါပေမဲ့ဖိုးလာမင်းကတော့မိုးရေလေးကအေးမြနေတာပဲဟာဘာလို့နေမကောင်းဖြစ်ရမှာလဲဆိုပြီးစိတ်ထဲကနေမယုံရဲပဲဖြစ်နေခဲ့တယ်လေတကယ်တော့ဖိုးလာမင်းမသိတာတစ်ခုရှိတယ်အဲ့ဒါကတော့မိုးတိမ်မဲကြီးတွေရဲ့နောက်ွယ်အေးဆက်တဲ့မိုးရေဆက်လေးတွေထဲမှာမျက်စိနဲ့မမြင်နိုင်တဲ့ဖျားနာခြင်းဆုံးမကြီးနဲ့သူ့ရဲ့နှာစေးချောင်းဆိုးပိုးမွှားလေးတွေပုံအောင်နေကြတာပဲသူတို့ကမိုးရေထဲမှာထီးမပါမိုးကမပါပဲရှောက်စော့တဲ့ကလေးတွေကိုအရန်သဘောကျကြတယ်ဘာလို့လဲဆိုတော့အဲ့ဒီကလေးတွေရဲ့ကိုယ်ခန္ဓာကအေးဆက်လာတဲ့အခါသူတို့အလွယ်တကူဝင်ရောက်ပုံအောင်လို့ရလို့ပေါ့တနေ့တော့ကောင်းကင်ကြီးမြို့မှောင်လာပြီးမိုးတွေတဖွဲဖွဲရွာချလာပါရောမေယုံမကြီးကတော့မိဖို့ချောင်ထဲမှာဟင်းချက်နေတုံးပေါ့ဖိုးလာမင်းကဒါကိုအခွင့်ကောင်းယူပြီးအိမ်တကားလေးကိုခိုးဖွင့်ကအပြင်ကိုဝူးကနေပြေးထွက်သွားတော့တာပဲဟိုးပျော်စရာကြီးမိုးရေလေးတွေကအေးနေတာပဲဖိုးလာမင်းကမိုးရေထဲမှာပတ်ချာလေကခုန်ပြီးရွှွန့်ပွက်အိုင်တွေကိုနင်းရင်အားရပါရစော့ကစားနေခဲ့တယ်မိုးရေတွေကသူ့ရဲ့အမွေးနုနုလေးတွေစီစိတ်ဝင်သွားပြီးတကိုယ်လုံးဆူရွှဲလာတဲ့အထိပဲပေါ့အဲ့ဒီအချိန်မှာကောင်းကင်ကကျလာတဲ့မိုးရေဆက်လေးတွေတဲကပိုးမွှားလေးတွေကဟေးဟိုမှာယုံကလေးတစ်ကောင်တကိုယ်လုံးအေးဆက်ပြီးဆူရွှဲနေပြီးငါတို့သွားတိုက်ခိုက်ကြဆိုပြီးဖိုးလာမင်းရဲ့နှာခေါင်းလေးနဲ့လေချောင်းထဲကိုခိုးဝင်သွားကြတော့တယ်နောက်ဆက်တွဲရလက်အိမ်ပြန်ရောက်တော့ဖိုးလာမင်းတကိုယ်လုံးတုံတုံရီဖြစ်လာတယ်ညဘက်လဲရောက်ရောအချူနဲ့နာရီတောက်လျှောက်စီးလာတယ်နှာခေါင်းလေးကလည်းหนีရဲပြီးပိတ်နေလို့အသက်ရှူရတာခက်ခဲလာတယ်တကိုယ်လုံးလဲမီးလိုပူပြီးဖျားလာတာကြောင့်အိပ်ရာထဲကနေမထနိုင်တော့ဘူးပေါ့ဖိုးလာမင်းခမတောက်ရတဲ့ဆေးခါးခါးကြီးတွေကိုလည်းတောက်ရမုံတိုင်းအပြင်ထွက်မစော့ရပဲအိမ်ထဲမှာပဲငင်ငင်လေးနေခဲ့ရတယ်သူအရန်ချစ်တဲ့ကစားစရာလေးတွေကိုတော့မစော့နိုင်တော့ပဲနွမ်းနယ်နေခဲ့တာပေါ့မေယုံမကြီးကဖိုးလာမင်းကိုဂယုတစိုက်ပြုစုပေးရင်းနဲ့နူးနူးညံ့ညံ့လေးပြောပြပါတယ်ဒါလေးမိုးရေထဲမှာအကြာကြီးနေရင်ကိုခန္ဓာအပူချိန်ကရုတ်တရက်ကျသွားပြီးအေးမိတက်တယ်ပြီးတော့မိုးရေထဲမှာပါတဲ့မျက်စိနဲ့မမြင်ရတဲ့ပိုးမွှားတွေကတားရဲ့ကိုယ်ထဲဝင်ပြီးချားအောင်လုပ်ကြတာဒါကြောင့်မိုးရွာရင်အိမ်ထဲမှာပဲနေရတယ်လို့ရှင်းပြခဲ့တယ်ဖိုးလာမင်းလည်းသဘောပေါက်သွားပြီးအမေကိုဂရိပေးလိုက်ပါတော့တယ်နောက်ခါမိုးရွာရင်မိုးရေတွေကိုဘယ်တော့မှအထီးမပါပဲမထွက်တော့ပါဘူးအမေနေမကောင်းဖြစ်ရတာအရန်ပင်ပန်းတာပဲတဲ့အဲ့ဒီအချိန်ကစပြီးဖိုးလာမင်းဟာမိုးရွာရင်အိမ်ထဲကနေပဲသတင်းပေါက်ကနေမိုးရွာတာကိုကြည့်ပြီးအမေပေးတဲ့နွားနို့ပူပူလေးတောက်ရင်ကျမ်းမာပျော်ရွှင်စွာနေထိုင်သွားပါတော့တယ်ကွယ်